မင်္ဂလာပါတက်ချစ်သူမိတ်ဆွေတို့ရေကဲမင်းတို့စားကြရအောင်ရှင်နေ့လေထမင်းစားတင်လေးရတော့နည်းနည်းလေးနောက်ကျသွားတယ်ရှင်2 နာရီနဲ့23နဲ့အမိနည်းနည်းယူကြမှာရော့နော်ကဲဒီထမင်းလေးရတော့ဂျိတ်မူပန်းညီမလေးကကျွေးတာပါအခမ်းတာပါရှင်မှန်တော့ပါဆယ်ဆိုင်မှာဝယ်ပေးတာပေါ့နော်ကျွန်တော်ကပါဆယ်ကိုပြန်ယူလာပြီးတော့ဒီရွှေမန်းလေးပါပဲပြန်စားလိုက်တာရှင်ဒီလေးလေးတောင်းရင်းနဲ့အေးအေးဆေးဆေးလေးပေါ့လိုက်ကတော့တော်တော်လေးစားနေပြီရှင်စားကြပါအောင်ဒီနေ့ဘာနဲ့စားကြတော့ကောင်းလေးနည်းနည်းကြိုက်နေတယ်ရှင်ကောင်းတယ်တော့ဒါဒီမိုးရဆက်ချင်းပြီးတော့ဒါဘူဒါပဲဒီကျော်ဒါဖျန်းနဲ့ပါရှင်ဒါစိတ်သားပါရှင်ဒါအာလူးပါရှင်မဟမီကအတန်းကိုမထွက်နိုင်တော့ဘူးမိနစ်တအားစားနေပြီးတော့ဒါပေကလာဟင်းလေးပါရှင်ခုကဟာအေးရမှန်းတောက်ချတာပေကလာဟင်းတွေးနေလို့ဒီမှာပါဆယ်ကိုပြန်ထုတ်တာတော်တော်ကြာနာလိုက်စားလို့ပါဆိုပါဆယ်ကနေပြီးတော့ဒီမှာပကံများပြောင်းတာကိုကြာကြီးပဲကောင်းတယ်ဗျာအဲ့စားစားနေဆိုတော့ရှေ့ကောင်းမယ်ရှင်အလူနက်ကလေးရောဒီနေ့ကိုသုံးတာမဲကိုသုံးတာလားနော်ဟုတ်ပါဘုရားကသမီးစိတ်တန်းစားတော့ဒီနည်းနည်းလေးဟုတ်တယ်အဲ့ဒါနဲ့ရန်ဟင်းနှမျိုးပဲပါအေးခုတော့ရန်ဟင်းတွေကိုတော်တော်ပါတယ်အဲ့တော့တက်လာရှေ့ကမ်းလားအမပေါ်နဲ့စားနေရွှေမန္တလေးမှာစားနေတာရှင်သမီးကိုတော့ခွဲထားပါတယ်ရှင်လုံးလေးနည်းနည်းကြီးသွား